တာတော့ပဲဘုံတော့ပဲဟုတ်နောက်ပြီးတော့5ပေါင်းဟုတ်ကဲ့5ပေါင်းတစ်ဝက်မဲသားလေးอ่ะအေးပြီးတော့အမေမြတ်ပါရော်တမောကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ရှေးဘုံသားလမ်းအလွယ်ထားလမ်းတောင်းမှာရှိရဲပေါ့ချစ်တီသမင်းဆိုင်ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီနေ့အရသာမီဆန်းဖို့လိုက်ခဲ့ကြပါဦးကတားရတယ်စိတ်တားရတယ်စိတ်ကြည်တားရတယ်ငေးတလောက်ပေါင်းရတယ်ငကင်းရတယ်ရရရတယ်စိတ်လုံးလုံးရတယ်စိတ်တားရယ်နောက်ပြီးတော့5ပေါင်းဘယ်ကတော့ဝယ်3မျိုးစိတ်တားတော့ပဲဘုံတော့ပဲဟုတ်နောက်ပြီးတော့5ပေါင်းဟုတ်ကဲ့5ပေါင်းတစ်ဝက်ဟုတ်စိတ်တားပဲ5ပေါင်းတစ်ဝက်ငန်လေးကမွေးနေတာကဲဒီမြည်ကြည့်လိုက်အောင်မဲသားလေးอ่ะအေးပြီးတော့နည်းနည်းပေါ့ဗျာဟုတ်ကဲ့ဘယ်သူမှရလာတော့ကောင်းပါတော့အေးပြီးတော့စားလို့ကောင်းပါတော့ငါတလောက်နံပါတ်1ပေးပါဘယ်တော့နံပါတ်2ပေးပါမဲသားကတော့နံပါတ်3ပေးပါစသားလိုက်ပါအောင်မယ်ဒီမှာပန်းတမျိုးရဲ့ပန်းထားလို့ကောင်းไปไปเลยเข้าเลย
ပန်းကစားလို့ကောင်းတယ်ခင်းနေတဲစားဖို့တော့မေ့ပါတာပါရင်ပြီတတိကဒါတော့ပြီးဆုံးချင်းဟုတ်ဒါ6ပြီးတက်နေတစ်ဖားတင်နေပြီးတော့ကျိုးဝဲလည်းမြည်ဆမ်းပြဟိုကောင်းတယ်ဟိုအင်းကောင်း